အားလုံးပဲမင်္ဂလာပါဒီနေ့တက်ဆက်ပေးခြင်းတဲ့တင်ကောင်းလေးရပါတော့ဒီတောင်ပိုင်းတိုင်းမှာပေါ့နော်ကရင်ရဲ့မွန်ရဲ့တဝဲရနေပြီးတော့ဒီစီအရှိပုံမြင်ဖို့အတွက်ပေါ့နော်စစ်ကောင်စီကိုအမြင့်ပြတ်ချိန်မဖို့အတွက်မဟာမိတ်အဖြစ်ပူးပေါင်းလိုက်တယ်ဆိုတဲ့တင်လေးကိုပြည်သူတွေအားလုံးသိရှိစေရတဲ့အတွက်ဖော်ပြပေးလိုက်မှာပဲဖြစ်ပါတယ်ဒီတင်လေးကတော့ဒီလက်နက်ကန်တဲ့ဖွဲ့တွေကြားပေါ့နော်စီရေးအရှိပုံမြင်ပြီးတော့အချိတ်ဆက်မိဖို့အတွက်ပူပေါင်းဆောင်ရွက်နေဖို့ရည်ရွယ်ပြီးတော့ဒေါနာစစ်ကြောင်းအပါအဝင် ABDSF နဲ့မိုးကရင်တဝဲလက်နက်ကတက်တွေဟာစီးမဟာမိတ်အဖြစ်ပူပေါင်းခဲ့ဆိုတဲ့တင်လေးပဲဖြစ်ပါတယ်။မဟာမိတ်အဖြစ်ပူပေါင်းခဲ့ကြတဲ့အဖွဲ့တွေထဲမှာဒေါနာစစ်ကြောင်း3တက်ခွဲ4တက်ခွဲ6တက်ခွဲ9 KNU တပ်မဟာ6တရင်29မွန်ပြည်တစ်ပါတီ AD မွန်ပြည်တော်လည်းရတဲ့ MSIF APSDF တရင်တဲ့နဲ့တဝဲတက်တော် DNLA တို့ပါဝင်ကြောင်းသိရှိရပါတယ်။အဲ့ဒီလက်နက်ကတပ်ဖွဲ့တွေကပေါ့နော် April 18 ရက်နေ့တာဝန်ရှိသူတွေကပေါ့နော်အချင်းချင်းတွေ့ဆုံပြီးတော့ဆွေးနွေးခဲ့ကြတယ်ပြီးတော့စစ်ရေးအရာမဟာမိတ်အဖြစ်ပူးပေါင်းရတဲ့အတွက်သဘောတူညီမှုရရှိခဲ့တယ်လို့လည်းထုတ်ပြန်ထားပဲဖြစ်ပါတယ်။မွန်ပြည်တော်လည်းတဲ့ MSIF ပြောခွင့်ရနိုင်နဂါကဒေတာတွေလှူရှားနေကြတဲ့တပ်ဖွဲ့ဝင်တွေနဲ့ပူပေါင်းဆောင်ရွက်ခြင်းဖြင့်ဘုံရန်သူကိုအောင်မြင်စွာတက်ခတ်နိုင်မယ်လို့လည်းညွှန်လင့်နေဆိုပြီးတော့လည်းပြောကြားခဲ့ရပဲဖြစ်ပါတယ်။အခုတော့မွန်ပြည်သစ် AO ကထွက်လာပြီးပါဝင်လာတဲ့အပေါ်မှာပူပေါင်းဆောင်ရွက်ဖို့ထပ်မံပြီးတော့စကားပြောဆွေးနွေးသဘောတူညီချက်ရရှိတာပေါ့နော်။ဒီမှာထူးခြားချက်ကတော့ KNU တပ်မဟာ6တရင်29ကလည်းပါဝင်လာတယ်။တရင်29နဲ့ကလည်းအရင်ကတည်းကကျွန်တော်တို့ရဖန်ရကပူတော်စစ်စီလောက်တာလည်းရှိရဲဒါကြောင့်အတူတကပူပေါင်းဆောင်ရွက်ခြင်းဖြင့်ဘုံရန်ဒီကိုကျွန်တော်တို့လွယ်နဲ့အောင်မြင်စွာတက်ခိုင်နိုင်မယ်ဒါကိုယူညွှန်းပြီးတော့အခုလိုမဟာမိတ်ပေါင်းစုဖွဲ့ခြင်းဖြစ်တယ်လို့လည်းကျွန်တော်အနေနဲ့ပြောချင်ပါတယ်လို့လည်းပြောကြားခဲ့ရမှာဖြစ်ပါတယ်မွန်ကရင်တပ်ဖွဲ့တွေနဲ့ PDF တပ်ဖွဲ့တွေအကြားအပြန်အလှန်ထိန်းချုပ်နိုင်ရင်းနဲ့လိုအပ်တဲ့အကူအညီတွေအပြန်အလှန်ပေးရနိုင်ရေးအတွက်အောင်မြင်တဲ့စီးဖော်ဆောင်မှုရရှိဖို့ဗိုလ်တော်တူညီချက်တွေလည်းထားရှိဖို့ဆောင်ရွက်ခဲ့တယ်လို့အတည်ပြုပြောကြားထားပါတယ်ဒါ့အပြင်မွန်ပြည်နယ်အဆက်တနင်္လာရီတဲ့ရေးဖြူမျိုးနယ်တွေမှာဝင်ရောက်နေတဲ့စစ်ကောင်စီစစ်ကြောင်းတွေကိုထိရောက်စွာဟန်တာနိုင်ရတဲ့အတွက်လည်းရည်ရွယ်ထားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။စစ်ကောင်စီတပ်တွေကအခုနှစ်6တွေ့ရာသီအတွင်းရေးဖြူမျိုးနယ်တဝက်မှာစစ်ရေးလှုပ်ရှားမှုတွေစစ်ကြောင်းထိုးတာတွေခက်စစ်လောက်လာတာကိုတွေ့ရှိရတယ်လို့လည်းနိုင်နဂါကပြောကြားခဲ့ရပဲဖြစ်ပါတယ်။မော်ရဝတီရတက်စကန်ဌာနချုပ်အခြေဆက်ရာမင်းသားရပဝင်းကျင်မှာရန်သူတပ်ရေး3-4ရင်ပေါင်းတဲ့စစ်ကြောင်း2ကြောင်းနဲ့လှုပ်ရှားနေတာရှိသလိုပင်လယ်ပြင်ကနေပြီးတော့လည်းစစ်တမောကြီးတွေကသူတို့တပ်တွေရဲ့လှုပ်ရှားမှုကိုပတ်မှုကူညီဖို့ဆိုပြီးတော့ခက်စစ်ခက်တော့လှုပ်ရှားနေတာရှိတယ်လို့လည်းရပြင်းပြနဲ့အထူးသဖြင့်မော်ရဝတီရတက်စကန်ဌာနချုပ်မှာပေါ်လို့လည်းပြောဆိုခဲ့ရပဲဖြစ်ပါတယ်ဧပြီလ20ရက်နေ့ကရေးဖြူမြို့နယ်မင်းသားကျွော်မှာအခြေဆက်လှုပ်ရှားနေတဲ့လက်နက်ကတည်းကပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်ကိုဂျာတိတွေ့တိုက်ပွဲမှုတွေလည်းဖြစ်ပွားခဲ့ပါသေးတယ်စစ်ကောင်စီဘက်ကအခုလိုမျိုးစစ်ကြောင်းတို့လှုပ်ရှားမှုတွေပြည့်ပြည့်စုံစုံလှုပ်လာနေရတဲ့ရေးတဝဲလမ်းပိုင်းအမရှိပြည်တော်စုလမ်းမကြီးကိုပြန်လည်ထိချုပ်ဖို့ကျိုးပန်းလာလို့လည်းဆိုပါတယ်ဒါကရုရှားနဲ့စစ်ကောင်စီတို့တက်ကြပါတော့သဘောတူထားတဲ့တဝဲအထူးစီးပွားရေးဆိုစီမံကိန်းအများဆုံးကောင်တဲ့ဖော်နေဖို့အတွက်ရေဘူးမျိုးနယ်တွေကြီးရည်လေးတပ်တွေကိုပြစ်စလာလို့လည်းနိုင်ငံကမချက်ပြထားပဲဖြစ်ပါတယ်။ဒါဝယ်အထူးစီးပွားရေးဆိုမှာစစ်ကမ်းနဲ့ရေနံချက်ဆက်ယူတိစောက်ခြင်းအပါအဝင်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစာချုပ်စာတမ်း9ခုကိုစစ်ကောင်စီနဲ့ရုရှားတို့ကယခုနှစ်ဖေဖော်ဝါရီမှာသဘောတူလက်မှတ်ရေးထိုးထားကြတာပဲဖြစ်ပါတယ်။ဒီပေါ်တော့တဝယ်ရင်နဲ့စစ်ကမ်းကိုပေါ့နော်ဒီစကားစမအားလာရမျက်စိဖြစ်ပြီးတော့ပေါ့နော်ရုရှားကိုရောက်ဆောင်ဖို့အတွက်ကြံနေတာကိုပြည်သူများလည်းသိရှိမယ်လို့ထင်ပါတယ်။ဒါကြောင့်မို့ယခုလိုမျိုးမဟာမိတ်အဖြစ်ဖွဲ့စည်းလိုက်ပြီးတော့ပေါ့နော်အတူတကွစစ်ကောင်စီကိုတော်လှန်တာဟာလွန်ဆောင်မှပြည်သူတွေအတွက်အားရဖွယ်ကောင်းတဲ့တဲ့ပုံတွေဖြစ်ပါတယ်ပေါ့နော်။ဒီလိုမျိုးတစ်ဖက်နဲ့တစ်ဖက်ဖျို့ဖျဲတွေဖြစ်ပြီးတော့ဒီလိုမျိုးတွေးခွဲစကားတွေစစ်တပ်ဘက်ကနေပြီးတော့တွေးခွဲစကားတွေတွေးခွဲ post တွေတွေးခွဲတဲ့ဒီ comment တွေကိုပေါ့နော်ဒီသတင်းဌာနအောက်တွေမှာအယုံမလွဲချဖို့လဲပြည်သူတွေအားလုံးကိုတတိပေးပြောကြလိုက်ပါတယ်အားလုံးကိုစဉ်းစားတဲ့အခါမှာပေါ့နော်ဘတ်ဆုံကနေပြီးစဉ်းစားပြီးတော့အမားနေပြီးတော့အမှန်နေများအောင်ကိုဘက်ကနေစစ်ရှည်လေးနဲ့ကြည့်ပြီးတော့ဒီမဟာမိတ်တပ်ဖွဲ့တွေဘယ်လိုလုပ်ဆောင်မလဲဒီ NUG ရောဒီတိုင်းဒေသလက်နက်ကန်တွေရော PDF တွေရောဘယ်လိုမျိုးလှုပ်ဆောင်ကြမလဲဘယ်လိုမျိုးကောင်းမွန်အောင်ဒီစစ်ကောင်စီကိုပြန်ပြီးတော်လည်းနဲ့တပ်ဖွဲ့ရှိလဲဆိုတာကိုပြည်သူတွေအနေနဲ့သိရှာလေးနဲ့
စောက်ကြည့်ပါပြီးသွားတဲ့သတင်းတွေကိုအမားမဲ့တေချာတုတ်သက်ပါဒါမှသာအားလုံးဟာဒီစစ်ကောင်စီစင်သားထောင်တောတွေကိုမရောက်မှာဖြစ်တယ်လို့ပြောကြရင်းနဲ့ဒီသတင်းလေးကိုဒီမှာပဲပြီးဆုံးပြပါစေအားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်